သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်တစောင်းမုံလာပြီနေ့ရန်ကုန်တိုင်းဗဟန်းမြို့နယ်မင်္ဂလာဈေးဓမ္မယုံအတွင်းဝယ်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ကမ္ဘာအေးနိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်မုတ်ဦးအလှူတော်မင်္ဂလာအခမ်းအနားနှင့်ဆက်လျက်၍ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ညာဥယျာဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောလောက၏အဆုံးသို့ရောက်ရှိခြင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာသက်ခြေလက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနိဆွန်ញင်းကြီးဟုကျက်သီထဝယ်ငါးသွဲအစုအလွန်ခဲရင်သောမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒါသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်ပြီးကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောက၏အဆုံးသို့ရောက်ရှိခြင်းဆိုဘုရားမြတ်စွာရဲ့စာပေမှာအလုံးသိကြတဲ့အတိုင်းလောကဆိုတာ၃မျိုးရှိတယ်ဩကတလောကလို့ဆိုတဲ့တတ္တဝါတွေရဲ့မွေးဖွားတည်ရှိပြီးနေထိုင်ရာဖြစ်တဲ့စัจ java လာတွေနဲ့ဖွဲ့စည်းထားတဲ့ယဝန်းဒေတာကြီးကတစ်ခုရှိတယ်ပေါ့နောက်တစ်ခုကတတ္တလောကတခါတရံကြတော့အဲ့ဒီဩကာသလောကထဲမှာမိတင်းပြီးတော့နေထိုင်ကြတဲ့တတ္တဝါတွေကိုရည်ညွှန်းပြီးတော့လောကလို့သုံးတာရှိတယ်အဲ့ဒီလောကကိုတော့တတ္တလောကလို့ခေါ်တယ်တခါတရံကြတော့ဩကာသလောကကြီးဆိုတာလေဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာပြီးဆိုင်ရာအကြောင်းတရားတွေပေါ်မှာမိတည်နေရတာဖြစ်လို့သင်္ခါရပဲတတ္တလောကလို့ခေါ်တဲ့တတ္တဝါတွေဟာလည်းပဲကံစိတ်ဥဒုအာရအစတဲ့ဆိုင်ရာအကြောင်းတရားတွေပေါ်မှာမိတည်ပြီးတော့ဖြစ်ပေါ်နေရတာဖြစ်လို့
တတ္တလောကကြီးတစ်ခုလုံးကိုလည်းပဲသင်္ခါရလို့ပဲခေါ်တယ်အကြောင်းတရားတွေနဲ့မှီတည်ပြီးတော့နေရတဲ့လောကအလုံးကိုခြုံငုံပြီးတော့သင်္ခါရလောကဩဃတလောကတတ္တလောကသင်္ခါရလောကလို့အဲ့လိုသုံးမျိုးရှိတယ်လောကဆိုတဲ့စကားလုံးကိုဩဃတလောကကိုရည်ညွှန်းတဲ့အခါကျတော့ the world လို့ဘာသာပြန်ကြတယ်ကဘာဆိုပြီးတော့ခေါ်ဩဃတလောကဆိုတာအမတန်မှကျယ်ဝန်းတယ်စัจ java လာတွေနဲ့ဖွဲ့စည်းထားတဲ့လောကကြီးစัจ java လာတွေကိုလည်းဗုဒ္ဓဘာသာဗုဒ္ဓကျမ်းစာတွေအလိုမှာအနန္တဆိုတာစัจ java လာတွေရဲ့အကျယ်ဝန်းပမာဏလည်းအဆုံးပိုင်းခြားမရှိဘူးအမတန်မှကျယ်ပြန့်တဲ့ရဝန်းကြီးတစ်ခုပဲမြတ်စွာဘုရားကသုလနိကလောကဓာတုသုံးဆိုတာလောကဓာတုဆိုတဲ့စကားလုံးကိုသုံးပြီးတော့စัจ java လာတွေရဲ့အကြောင်းကိုဟောထားတာစัจ java လာအကြောင်းကိုလေ့လာတာ cosmology လို့ခေါ်တဲ့တော့လောကကြီးအကြောင်းကိုဗုဒ္ဓဟာလေ့လာတဲ့အနေနဲ့ဟောပြောတာမဟုတ်ဘူးအကြောင်းတစ်ခုတိုက်ဆိုင်သည့်အတွက်ကြောင့်လောကကြီးအကြောင်းကိုဟောထားတာရှိတယ်မြတ်စွာဘုရားဟောတဲ့အချိန်တုန်းကလောကဓာတုဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ဟောတာစက္ကဝါလစัจ java လာဆိုတဲ့အသုံးကအတော်လေးနောက်ကျမှပါဠိစာပေထဲမှာဝင်လာတယ်လို့မှတ်ရမယ်အလုံးစัจ java လာဆိုတဲ့စကားလုံးကိုကြားဘူးနေတယ်ပရိတ်ကြီးရွတ်တိုင်းသမန္တာစက္ကဝါလေတုဆိုတဲ့စကားလုံးရှိတာစက္ကဝါလဆိုတဲ့စကားလုံးကိုစัจ java လာလို့ဗမာတွေကပြန်လေးရှိတယ်မြတ်စွာဘုရားရဲ့ပါဠိတော်တွေတိုက်ရိုက်ဟောတဲ့ထဲမှာတော့စက္ကဝါလဆိုတဲ့အသုံးဟာမတွေ့ရဘူးလောကဓာတုဆိုတဲ့အသုံးနဲ့ပဲသုံးသွားဓာတုဆိုတာသဘာဝအတိုင်းရှိနေတဲ့လောကလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒီအသုံးနဲ့မြတ်စွာဘုရားကလောကဓာတုမြန်မာပြည်မှာတစ်ချိန်တုန်းကသိပ္ပံပညာရပ်တွေကိုလောကဓာတ်ပညာလို့ဒီလိုခေါ်လာခဲ့ကြတယ်ပေါ့ဒီအသုံးလေးတွေရှိတယ်ပေါ့လောကဓာတုကိုလောကဓာတ်တဲ့လောကဓာတ်ပညာလောကဓာတ်အကြောင်းနဲ့ရှင်းတုန်းကဒီလိုခေါ်တယ်လောကဓာတုနဲ့ပတ်သက်လာပြီးတော့မြတ်စွာဘုရားကသုလနိကလောကဓာတုမစ္စည်းမိကလောကဓာတုမဟာလောကဓာတုဆိုပြီးတော့လောကဓာတု၃မျိုးခွဲခြားပြီးတော့ဟောထားတာရှိBuddhist cosmology အနေနဲ့လေ့လာမယ်ဆိုလို့ရှိရင်အင်္ဂုတ္တပါဠိတော်မှာသုလနိကလောကဓာတုသုတ်ကိုဖတ်ရှုလေ့လာကြအောင်ဖြစ်ပါတယ်မြတ်စွာဘုရားကစัจ java လာအကြောင်းလောကအကြောင်းကိုဟောတယ်ဆိုတဲ့အခါမှာကိုရောတိုင်းဒိဗ္ဗစက္ခုအဘိညာဉ်ဆိုတာကိုအသုံးချပြီးတော့လောကကြီးတစ်ခုလုံးကိုဖြန့်ကျက်ပြီးတော့ထိုလောကကြီးတစ်ခုလုံးကိုအလင်းအောင်ဖြန့်ကျက်ပြီးတော့ချိရှုပြီးဟောတဲ့အမတန်စွမ်းအားထက်တဲ့သမာဓိစွမ်းအားပညာစွမ်းအားနဲ့ချိရှုပြီးတော့ဟောတာပဂရိမျက်စိနဲ့မြင်နိုင်လောက်တဲ့အတိုင်းအတာလေးကအမတန်မှနည်းပါတယ်တူတောင်းပဂရိမျက်စိနဲ့ကြည့်ဖို့ဆိုမလုံလောက်ဘူးကြည့်လေဘုန်းကြီးတို့တွေဟာကောင်းကင်နဲ့ပတ်ဝန်းကျင်ကိုကြည့်ရင်ဘယ်နေရာကပဲကြည့်ကိုဟာအလဲဘဟုမှာပဲရှိနေတာပဲအမြဲတမ်းဘာဖြစ်လို့ကိုကအလဲဘဟုမှာရောက်နေရတယ်လဲလို့ဆိုရင်မျက်စိရဲ့မြင်ခွင့်အတိုင်းအတာကဒီလောက်ပဲရှိတာမျက်စိရဲ့မြင်နိုင်တဲ့စွမ်းအားဟာဟိုဘက်လည်းဒီလောက်ပဲဒီဘက်လည်းဒီလောက်ပဲဆိုတော့ဘ
လောကကြီးကအလွန်ကျယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေတာပေါ့အကယ်၍သာအကန့်အသတ်ရှိတဲ့နေရာတစ်ခုဆိုပါစို့အဆောက်အဦတစ်ခုထဲမှာကြည့်မယ်ဆိုရင်နာယနာကနေလို့ရှိရင်တစ်ဖက်ချင်းတစ်ဖက်ကျယ်ပဲဖြစ်မှာပေါ့လောကကြီးမှာတော့ကိုကတဏှာမှာရလိုက်တာနဲ့တပြိုင်နက်ကိုဟာအလဲဘိုးမှာရှိတယ်ဘယ်ဘက်ကြည့်ကြည့်အကွာအဝေးဟာတူညီနေတဲ့အဓိပ္ပာယ်ရှိနေတယ်ပေါ့ဒါလောကကြီးကဘလောက်ကျယ်တယ်ဆိုတာအနုမာနအပြင်ခံမှန်းပြီးတော့ကြည့်လို့ရတယ်သုလနိကလောကဓာတုမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအသေးစားလောကဓာတ်ဆိုတာတဲ့စัจ java လာပေါင်း1000နဲ့ဖွဲ့စည်းထားတာတဲ့အဲ့ဒါလေးကိုလောကဓာတ်တစ်ခုလို့ပြောတာဒါအသေးဆုံးအကြီးဆုံးကြတော့စัจ java လာဂတိတသိန်းရှိတယ်စัจ java လာတစ်ခုမှာလူပြေတစ်ခုစัจ java လာတစ်ခုမှာရှိရမယ့်အင်္ဂါရပ်တွေကနေကိုဗဟုပြုပြီးတော့တည်ရှိနေတာဖြစ်တော့နေတစင်းလာတစင်းလူပြည်ကျွန်းကြီးလေးချွန်းစတုမာရတာဝရိန္ဒာယာမတုတ်တိတာနေမာနရတိဆိုတဲ့နတ်ပြည်တွေစัจ java လာတစ်ခုမှာရှိရတဲ့အရာတွေကိုမြတ်စွာဘုရားကစัจ java လာတစ်ခုတစ်ခုမှာနေတစင်းလာတစင်းဒီလိုရှိတယ်စัจ java လာ1000ဆိုလို့ရှိရင်နေ1000လာ1000ရှိမှာပေါ့ဒီကနေ့ခေတ်သိပ္ပံပညာရှင်တွေကလည်းပဲသူတို့ရဲ့စွမ်းအားကြီးတဲ့မမြောင်းကြီးတွေတတ်ဆင်ထားတဲ့ဂျူရူကြီးတွေကောင်းကင်ပေါ်လွတ်တင်ပြီးတော့ကြီးတဲ့အခါမှာတာမန်လူပြေကကြီးလို့မရတဲ့နေရာတွေကိုမြင်ကြရတယ်ဆိုတာဟာအဖြေထုတ်ထားတာရှိတယ်ပေါ့ဒီနေရင်မကဘူးတခြားနေတစ်စင်းလည်းပဲရှိတယ်ဆိုတာကိုသူတို့တွေ့တယ်လို့ပြောတယ်မြတ်စွာဘုရားကြတော့မြတ်စွာဘုရားမှာပိုင်ဆိုင်တဲ့ဒိဗ္ဗစက္ခုဆိုတဲ့မှတ်မြောင်းကတော့အတိုင်းအဆမရှိအကုန်လုံးမြင်နိုင်စွမ်းရှိတာကိုမြင်နိုင်စွမ်းရှိတော့တမာတိစွမ်းအားနဲ့ကြီးကျင်တဲ့တော့ကြည့်လို့ရတဲ့နေရာအဲ့ဒီတမာတိစွမ်းအားနဲ့ကြည့်လိုက်တဲ့အခါမှာအငယ်ဆုံးလောကဓာတုလို့ဆိုတဲ့မှာစัจ java လာပေါင်း1000နဲ့ဖွဲ့စည်းထားတာတဲ့နေ1000လ1000အကြမ်းမြင်အဖြစ်ရှိတယ်လို့ဒီလိုပြောအကြီးဆုံးစัจ java လာကြတော့ဂရေတသိန်းဆိုနေဂရေတသိန်းလဂရေတသိန်းရှိမှာပေါ့အဲ့တော့နေရီလားတွေဆိုတာစัจ java လာတစ်ခုမှတစ်ခုဖွဲ့စည်းထားသည့်အတွက်ကြောင့်အဲ့ဒါကိုကြည့်ပြီးစัจ java လာဟာအနန္တရှိတယ်လို့ဒီလိုပြောတာအဲ့ဒီစัจ java လာဂရေတသိန်းဆိုတာမြတ်စွာဘုရားရဲ့အလောင်းတော်ဖွားမြင်တဲ့အခါပြိဋိဘံဆန်တဲ့အခါကောင်းကြီးဩဘာပေးရမယ့်အခါမှာတိမ့်တိမ့်တုံသွားအောင်တပြိုင်နဲ့တုံလို့တဲ့လောကရန်ဘုရားနေကိုပြောတာစัจ java လာဂရေတသိန်းယရဏတုတ်ကိုဟောတဲ့အခါမှာကောတိတတသဟတေတုစက္ကဝါလေတုဒေဝတာယတနာပဋိကဏန္တိယင်္စဝေတာလိယပုရိဆိုစัจ java လာဂရေတသိန်းမှာရှိတဲ့နတ်တွေမြမတွေကဘုရားမြတ်စွာရဲ့တရားဓမ္မကိုနာယူကြတယ်ဘုရားမြတ်စွာကိုကြီးညိုကြသည့်အတွက်ကြောင့်မြတ်စွာဘုရားကိုလေးစားချစ်ခင်ကြတော့မြတ်စွာဘုရားရဲ့တရားဓမ္မဆိုလို့ရှိရင်ဦးစားပေးကြတယ်အာယုံစိုက်ကြတယ်ဒါကြောင့်မို့ဘုရားဟောတဲ့သုတ်တန်တွေကိုရွတ်ဖတ်တဲ့ဆယ်လို့ရှိရင်ထိုသုတ်တန်တွေရဲ့အစွမ်းတကူဟာစัจ java လာဂရေတသိန်းထီပြတ်နှံ့တယ်လို့ဒီလိုပြောတာနော်မြတ်စွာဘုရားစီတရားဟောတဲ့အခါမှာဓမ္မစัจ java တို့လို့တရားဟောတဲ့အခါလာရောက်လာတာစัจ java လာတိုက်1000ကနတ်မြမအပေါင်းရောက်ရှိပြီးတရားနာတယ်လို့ဆိုစัจ java လာ1000ကနေလာပြီးနာကြတယ်အဲ့တော့လောကဓာတ်ဆိုတာအမတ္တမကျယ်ဝန်းတယ်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့အတိုင်းအတာ3ရက်
တနည်းအားဖြင့်ပြောရင်ခိတ္တဆိုတာဖီးပေါ့နယ်ပယ်ကြီး၃ခုဇာတိခိတ္တအာနာခိတ္တဝိတယခိတ္တလို့ခေတ်၃မျိုးရှိတယ်မြတ်စွာဘုရားမွေးဖွားတဲ့အခါမှာဖွားတော်မူတဲ့အခါမှာမြင်ကလျင်တုံဟိပေးခြင်းဖြင့်ကောင်းကြီးဩဘာပေးတဲ့စัจ java လာနယ်ပယ်ကြီးတစ်ခုကိုဇာတိခေတ်လို့ခေါ်တယ်အာနာခေတ်ဆိုတာမြတ်စွာဘုရားရဲ့တရားဓမ္မတွေပြန့်နှံ့ပြီးတော့တည်ရှိတဲ့စัจ java လာဂရေတသိအဲ့ဒါဟာအာနာခေတ်ဝိတယခေတ်ဆိုတာမြတ်စွာဘုရားကအာယုံပြုတ်ပြီးတော့ကြည့်လို့ရတာဒါကြတော့အတိုင်းအတာမရှိဘူးတဲ့အဲ့တော့တသိမကရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်အနန္တစัจ java လာဆုံးသာမရှိဘူးဒါပြောဒီလောကကြီးဆိုတာအဆုံးမရှိဘူးတဲ့ဩကာသလောကကြီးဟာဒီလောကကြီးရဲ့အဆုံးကိုဘယ်တကုရှင်မရှောက်လန်းသွားခြင်းဖြင့်အဆုံးကိုတွေးရှိနိုင်မှာမဟုတ်ဘူးသွားလို့ရှိရင်လည်းရောက်မှာမဟုတ်ဘူးအဆုံးကိုလည်းတွေးမှာလည်းမဟုတ်သို့တော်မြတ်စွာဘုရားကဒီသုတ်တံမှာလောကရဲ့အဆုံးသို့ရောက်ရှိခြင်းလို့ဟောထားတာရှိတယ်လောကံတကူလောကရဲ့အဆုံးကိုရောက်တယ်အဲ့လိုရောက်ရှိတဲ့လောကကဘာလောကလဲဆိုတာတော့သိဖို့လိုတယ်ပေါ့သို့သောလောကလူတွေကလောကရဲ့အဆုံးကိုသွားဖို့ကြိုးစားကြတယ်အမတန်မှစွမ်းအားကြီးတဲ့တကိုးရှိတဲ့ပုဂ္ဂိုလ်တွေဟာစัจ java လာကြီးဘယ်လောက်ကျယ်တယ်လဲဆိုတာစူးစမ်းခဲ့ကြတာနော်သိပ္ပံဆရာတွေကမှန်မြောင်းကလေးနဲ့ဒုံမြန်ကလေးလွတ်တင်ပြီးတော့ချိုတုတွေလွတ်တင်ပြီးတော့ဒီကနေ့ခေတ်မှာစัจ java လာအကြောင်းအာဂါသအကြောင်းလေ့လာနေကြတယ်ရှင်းတော့ကသမထကျင့်စဉ်တစ်ခုကိုအောင်မြင်ပေါက်ရောက်ပြီးကဘာအနှံ့ခြေဆက်နိုင်တဲ့စွမ်းအားတွေကောင်းကင်ကနေပြီးတော့ပြန်တန်းလိုရာစခန်းကိုပြန်တန်းနိုင်တဲ့စွမ်းအားတွေရှိတဲ့တကူရှင်တွေကလည်းပဲစัจ java လာအဆုံးကဘာရဲ့အဆုံးဆိုတာကိုသူတို့လည်းပဲသိချင်ကြတာပဲစူးစမ်းခဲ့ကြတယ်အဲ့ဒီစူးစမ်းခဲ့တယ်ဆိုတာအင်္ဂုတ္တရနိကေမှာရောဟိတတသုတ်ဆိုတာရှိတယ်ပေါ့အလုံးသိခြင်းအဲ့ဒီသုတ်ကိုဖတ်ကြည့်လို့ရတယ်ရောဟိတတသုတ်ဆိုတာရှိတယ်အဲ့ဒီရောဟိတတသုတ်ဆိုတာအင်္ဂုတ္တရနိကေမှာလည်းပါတယ်တန်ယုဒ္ဓနိကေမှာလည်းပါတယ်စိတ်ဝင်စားဖွယ်ရကောင်းတာတော့အဲ့ဒီရောဟိတတသုတ်သူဆက်ကြောင်းကဘလို့ပေါ်လာတော့ဆိုမြတ်စွာဘုရားကတာဝတိပြည်ဇေရဝံကျောင်းမှာသတင်းသုံးနေတဲ့အချိန်နတ်တွေကမြတ်စွာဘုရားစီလာလို့ရှင်သကောင်ကြော်မှလာလေးရှိတယ်။ဘာဖြစ်လို့တော့ဆိုတော့လူတွေအလုံးအိတ်တဲ့အချိန်သကောင်ကြော်သွားပြီဆိုလို့ရှင်လူတွေကအလုံးအိတ်မောကျသွားဟိုးအထက်နတ်တွေကလူတွေရဲ့အနံ့ကိုမခံနိုင်ဘူးတဲ့သူတို့အနံ့တွေက different ပေါ့မတူတဲ့အနံ့တွေရှိနေတယ်ဒါကြောင့်မို့သူတို့နှာခေါင်းနဲ့မယင်ဘူးဟုတ်တော့ဟုတ်เสียရှိတယ်ဘုန်းကြီးတို့တွေတိရစ္ဆာန်ယုံသွားကြည့်လိုက်လို့ရှိရင်တိရစ္ဆာန်တွေရဲ့အနံ့တိရစ္ဆာန်ယုံတွေကတိရစ္ဆာန်တွေရဲ့အနံ့မခံနိုင်တော့ဘူးဟုတ်ကဲ့လားတိရစ္ဆာန်တွေရဲ့အနံ့လူကမခံနိုင်သို့တော့တိရစ္ဆာန်တွေကတော့အဲ့ဒီအနံ့ကိုမှွေးနေကြမှာပဲသူတို့အချင်းချင်းကြတော့လူတွေကမခံနိုင်ဘူးလေအဲ့တော့လူရဲ့အနံ့ကိုနတ်တွေကမခံနိုင်ဘူးဆိုတာဒါသဘာဝတော့ကြာကိုယ်နဲ့မတူတဲ့အနံ့လူအနံ့တောင်မှပဲတဦးနဲ့တူမတူဒီမြန်မာပြည်ရဲ့အနောက်ဘက်အိန္ဒိယသွားလိုက်လို့ရှိရင်အိန္ဒိယလူမျိုးတွေရဲ့အနံ့ကတစ်မျိုးမဆလာနတ်မကြိုက်လို့ရှိရင်တော့မဆလာနတ်နေနန်းနေမှာပဲအဲ့ဒီက
ထူးခြားတဲ့အနတ်တွေဟိုရှိဘက်သွားလို့ရှိရင်အညီအဟောက်တွေအစားများလို့ငါးစိမ်းအညီအနတ်တွေဂျပန်နိုင်ငံတို့ဘာလို့ကြတော့ရှိနေမှာအဲ့လိုထူးခြားတဲ့တဦးနဲ့တူမတူညီတဲ့အနတ်တွေကိုယ်နဲ့အတွေ့အကြုံကိုယ်နှာခေါင်းနဲ့မရင်တဲ့အနတ်တွေကလောကကြီးမှာရှိအဲ့တော့နတ်တွေကနေ့လယ်အချိန်ဆိုရင်လူတွေကလှုပ်ရှားသွားလာနေတော့လူတွေကိုတိုက်ခတ်ပြီးတော့လွင့်ပြန်တက်လာတဲ့အနတ်တွေကပိုဆိုးတယ်လူအနတ်ပဂတိအနတ်ကမှုေးဖို့တော့မရှိဘူးပေါ့မှုေးတာကရေမှုေးဆွတ်ထားလို့ပေါင်တာကြောင့်မို့လို့အာဂန္တုကလို့ခေါ်တယ်ပန်းရဲ့ယနံ့တို့နန္တာရဲ့ယနံ့တို့ရေမွေးရဲ့ယနံ့တို့ဒါတွေကမွေးတာလူကမွေးတာမဟုတ်ဘူးเนาะအဲ့ဒါကိုလူကပေါင်းစားလိုက်တဲ့အခါကျတော့လူတွေမှာမျက်စိလဲသွားပြီးလူကမွေးတယ်လို့ထင်နေကြတကယ်ကလူအနံ့ကမမွေးဘူးတဲ့အဲ့ဒါကြောင့်မို့လို့လူတွေရဲ့အနံ့ကိုနတ်တွေကမခံနိုင်ဘူးနေ့စဉ်မှာလူတွေကလှုပ်ရှားသွားလာနေတော့အနံ့တွေကတထောင်ထောင်ထအဲ့ဒါကြောင့်မို့လို့လူတွေအိမ်မောချသွားပြီဆိုလို့ရှိရင်အနံ့တွေလည်းယောပါသွားမှာပဲအတ္တမလန်တွေလည်းယောပါသွားမှာလှုပ်ရှားပြီးတော့မနေသည့်အတွက်ကြောင့်လေတွေကတိုက်ခတ်ပြီးတော့လူအနံ့တွေအပေါ်မှာတက်လာမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့နတ်ပြည်ကနတ်တွေဟာအင်မတန်မှလာခြင်းတို့လာရင်တောင်မှပဲအဘိက္ကန္တာယရတ္တိယညင်ဥယံကိုကျော်လွန်ပြီးတော့သကောင်ပိုင်းရောက်တဲ့အခါကျမှလူပြည်ကိုလာကြတယ်တဲ့လူပြည်ကိုလာတဲ့အခါမှာလည်းပဲနတ်တွေဆိုတာသူတို့ကထိုင်တော့မယ်ဆိုရင်သူတို့ထိုင်เสียခုံကြီးကသူတို့ရဲ့ဘုံကံအစွမ်းအလျောက်အလိုလိုပေါ်လာတတ်တယ်လူတွေလိုထိုင်ကုန်ယူသွားเสียမလို့ကံကအကျိုးပေးတဲ့ဘုံဆိုတာလေကိုနေခြင်းတဲ့နေရာဘုံမိမ့်မှန်ကရှိနေကိုသွားတဲ့လမ်းဟာရွှေလန်းငွေလန်းခင်းထားတာကိုထိုင်ခြင်းတဲ့နေရာဟာထိုင်เสียကအလိုလျောက်ဖြစ်လာလူတွေကြတော့အဲ့ဒါလောက်ကြီးမရှိဘူးမရှိသည့်အတွက်ကြောင့်ထိုင်ရင်ထိုင်เสียလေးယူသွားမယူရင်ထိုင်เสียမရှိဘူးကျမ်းပေါ်ထိုင်ရနတ်တွေကြတော့အဲ့လိုမဟုတ်ဘူးသူထိုင်ရင်ပြီဆိုရင်ထိုင်เสียပလင်ကအလို့အလျောက်သူတို့ပေါ်လာမှာအဲ့ဒါကြောင့်မို့လို့လူပြည်လာတဲ့အခါမြတ်စွာဘုရားစီတရားဓမ္မသိခြင်းလို့တရားနာခြင်းလို့သူတို့ယင်နဲ့မရှင်းတာတွေမေးခြင်းလို့လာတဲ့အခါမှာထိုင်လေးမရှိကြဘူးတဲ့ထိုင်မယ်ဆိုလို့ရှိရင်သူတို့ပလင်ကြီးပေါ်လာမှာမို့မြတ်စွာဘုရားကိုအဂါရဝမလေးစားရရောက်မှာဆိုလို့မထိုင်တာလို့ဒါကအကြောင်းတစ်ခုပေါ့နော်ဒါလည်းယုတ်တိရှိတဲ့အကြောင်းတစ်ခုပဲနောက်အကြောင်းတစ်ခုကတော့ဘာကြောင့်မထိုင်ကြတာတုံးဆိုလူပြည်လာရင်နတ်ကနှာခေါင်းပိတ်လာရတာဆိုမြန်မြန်ပြန်ကျင်တယ်ပေါ့အသက်အောင်ပြီးတော့လူတွေရဲ့အနံ့တွေမခံနိုင်ဘူးမြန်မြန်ပြန်ကျင်တယ်မြန်မြန်ပြန်လို့ရတဲ့ဣရိယာပုကမတ္တယထာပို့ပြီးမြန်မြန်ပြန်လို့ရတယ်ပေါ့ထိုင်နေလို့ရှိရင်ဟုတ်လားထိုင်ရအောင်မယ်ထိုင်ပြီးတော့ထားရအောင်မယ်ဆိုတော့နှိကွေးတယ်ပေါ့အဲ့တော့မတ္တယပြီးနေလိုက်လို့ရှိရင်ပြန်ကျင်လည်းထပြန်သွားလို့လွယ်တာပေါ့သို့တော့နတ်ကတော့လမ်းလျှောက်ပြန်တာတော့မဟုတ်ဘူးဘွားကနေပေါ်လာပြီးပြုတ်ခနဲ့ပျောက်သွားတာသူတို့တဏှာနဲ့တဏှာရွှေ့တဲ့အချိန်ပိုင်းလေးကအလွန်ပဲလင့်မြန်တယ်ကွေးထားတဲ့လက်ကိုဆန်းလိုက်တယ်လို့ပဲဒီနေရာပျောက်ပြီးဟိုနေရာရောက်သွားတာဖြည်းဖြည်းချင်းသွားနေရတာမျိုးမဟုတ်ဘူးပေါ့နော်အေးမြန်မြန်ပြန်ဖို့အတွက်မတ္တရလေးရှိတယ်တနေ့ကျတော့အဲ့ဒီမြတ်စွာဘုရားစီမှာနတ်သားတယောက်ရောက်လာတယ်သူ့နာမည်ကရောဟိတတလို့သူကရှောက်တယ်ရောက်လာပြီးတော့သူကမေးခွန်းတစ်ခုမေးတယ်သူမေးတဲ့မေးခွန်းကဘာတော့ဆိုအရှင်ဘုရားတဲ့
လောကကြီးမှာမွေးလည်းမမွေးဘူးအိုလည်းမအိုရဘူးနာလည်းမနာရဘူးသေလည်းမသေရဘူးတဘဝကနေတဘဝကူးပြောင်းတာလည်းမရှိဘူးအဲ့ဒီလောကကြီးကိုတွေ့ဖို့ကြုံဖို့ရောက်ရှိဖို့အတွက်သွားလို့ရနိုင်သလားဒီမေကုန်းမေးတာဒီမေကုန်းကကျန်တဲ့ပုဂ္ဂိုလ်တွေမေးပြစ်ချင်မှမေးပြစ်မယ်ဒီမေကုန်းကနော်အဲ့ဒီလောကမျိုးကိုရောက်နိုင်သိနိုင်တွေ့နိုင်သလားတဲ့အဲ့ဒီရောလောကရောက်သွားလို့ရှိရင်ဝေးရတာလည်းမရှိဘူးအိုရတာလည်းမရှိဘူးနားရတာလည်းမရှိဘူးသေရတာလည်းမရှိဘူးတဘဝကနေတဘဝကူးပြောင်းတာလည်းမရှိဘူးသာဝရတည်ငြိမ်နေတဲ့လောကကြီးကိုတပည့်တော်တို့သွားလို့ရမလားတဲ့လောကရဲ့အဆုံးကိုတွေ့နိုင်သလားဘုန်းကြီးတို့တွေကြုံတွေ့နေတဲ့လောကကတော့မွေးလဲမွေးတယ်အိုလဲအိုတယ်နားလဲနားတယ်သိလဲသိတယ်တဘဝကနေတဘဝသွားတာဘယ်တတ္တဝါမှမြဲနေတာမရှိဘူးเนาะလူတွေကတတိမထားကြလို့ကိုယ်နဲ့နီးမှသာတတိထားတတ်တာကိုမနီးရင်တတိမထားဘူးတခြားနေရာကိုမကြည့်နဲ့ရန်ကုန်မြို့တစ်မြို့လုံးကိုခြုံကြည့်လိုက်နေ့စဉ်နဲ့အမျှသေဆုံးနေကြတာရှိတယ်လို့နေ့စဉ်နဲ့အမျှမွေးဖွားနေတာမရှိဘူးလားရှိတယ်တကဘာလုံးကိုခြုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လူတွေကတန်းချီပြီးတော့သေပြီးတော့တန်းချီပြီးမွေးနေတာပဲမဟုတ်လားအဲ့တော့ပြောင်းရွှေ့နေကြတာပြောင်းရွှေ့နေကြတာလွန်ခဲ့တဲ့နှစ်တရာကျော်ကရန်ကုန်သူရန်ကုန်သားတွေဒီကနေ့တယောက်မှမရှိဘူးဒီကနေ့ရှိနေတဲ့ရန်ကုန်သူရန်ကုန်သားတွေနောက်နှစ်တရာကျော်200ဟိုဘက်ဘယ်သူမှရှိမှာမဟုတ်ဘူးအဲ့ဒါလို့လောကကြီးဟာအမြဲတမ်းထာဝရရွေးရှားပြီးတော့ဝေဖွာခြင်းအိုမင်းရင်ရောခြင်းသေဆုံးခြင်းတဘဝကနေတဘဝကူးပြောင်းသွားလာခြင်းဆိုတဲ့အနေထားနဲ့နေနေတဲ့လောကကြီးဒီလောကကြီးရဲ့အဆုံးဟိုဘက်မှာရောက်သွားမယ်ဆိုလို့ရှိရင်တော့ဒါမျိုးရှိမှာမဟုတ်ဘူးလို့သူတွေးတယ်ပေါ့နော်ဒီလောကကြီးထဲမှာရှိတဲ့တတ္တဝါတွေကတော့ဒီတိုင်းပဲရှိတယ်ဒီလောကကြီးရဲ့အဆုံးရောက်သွားရင်တော့ဒါမျိုးရှိမှာမဟုတ်ဘူးမွေးဖွားတာလည်းရှိမှာမဟုတ်ဘူးအိုရာသေးတာလည်းရှိမှာမဟုတ်ဘူးတဘဝနေတဘဝကူးပြောင်းတယ်ဆိုတာတွေလည်းရှိမှာမဟုတ်ဘူးလို့အဲ့ဒီလောကကြီးကို तू ရှာတွေ့ခြင်းနဲ့ရှိနိုင်မလားလျှောက်တော့မြတ်စွာဘုရားအဖြေတယ်မရှိနိုင်ဘူးအဲ့လောကမရောက်နိုင်ဘူးတဲ့အဲ့ဒီလောကကိုမတွေ့နိုင်ဘူးလို့ပြောလျှောက်လန်းသွားခြင်းဖြင့်တော့မရောက်နိုင်ဘူးတဲ့မြတ်စွာဘုရားအဲ့ဒီလိုလောကရဲ့အဆုံးကိုသိနိုင်ဖို့ရောက်နိုင်ဖို့မြင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားဖြေတော့အဲ့ဒီနတ်သားကသူကလျှောက်တယ်အရှင်ဘုရားအံ့ဩစရာကောင်းလိုက်တာဘုရားတဲ့အရှင်ဘုရားဖြေတဲ့အမှန်ကလုံးဝမှန်တယ်လုံးဝမှန်တယ်တဲ့တပည့်တော်ကိုတွေ့ပါတဲ့အဲ့ဒီလိုလောကမျိုးသွားလို့မရောက်ဘူးဆိုတာတပည့်တော်ကိုတွေ့ပဲတဲ့တစ်ချိန်တုန်းကတပည့်တော်တကိုးရှင်ယသိတူဖြစ်ခဲ့ဘူးတဲ့ပေါ့သူကသူ့ဆက်ချောင်းပြန်လျှောက်တာတကိုးရှင်ယသိကြီးတူတပည့်တော်ဖြစ်ခဲ့တယ်ကောင်းကင်ခရီးကနေပြီးတပည့်တော်သွားနိုင်တယ်တပည့်တော်ရဲ့လင်းမြန်တဲ့နှုံးကခုခေတ်စကားနဲ့ပြောမယ်ဆိုရင်အလင်းတန်းရဲ့လင်းမြန်တဲ့နှုံးနဲ့သွားမှာပေါ့အလင်းဆိုတာအလွန်မြန်တယ်မော်လားသွားတာအလင်းရောင်သွားတဲ့နှုံးနဲ့သူပြောတဲ့ဥပမာကတော့ဗာနဲ့ပြောတော့ဆိုရင်အမတန်ပေါ့တဲ့မြားကလေးလေးနဲ့တက်ပြီးတော့အဲ့ဒီမြားကိုပြစ်လိုက်တဲ့အခါမှာထပင်ဆိုတာဘလောက်ပဲရှိမလို့ထပင်ရဲ့အတုပ်ဟာရှိလာလို့ရှိရင်8လက်မတပေ12လက်မဒီလောက်ပဲရှိမှာပေါ့နော်အဲ့ဒီမြားနဲ့ပြစ်လိုက်လို့မြားက
ထပင်လုံးနာကနေကပ်ပြီးတော့ဖြတ်သွားတဲ့အချိန်လေးဟာတစ်စက္ကန့်ပဲဘိုင်းလောက်ပဲရှိမှာပဲပေါ့ဟုတ်ကဲ့လားဆိုလိုတာကသူဥပမာပေးထားတာတော့သူ့ရဲ့လျင်မြန်တဲ့နှုံသားဟာအမတန်ပေါ့တဲ့မြားလေးကိုအရှိန်အောင်နဲ့ပြစ်လိုက်တဲ့အခါမှာအဲ့ဒီမြားလေးဟာရှစ်လက်မအတိုင်းတာလေးတစ်ခုဖြတ်ကျော်တဲ့အချိန်ပိုင်းလေးလို့ဆိုအလွန်တိုတဲ့အချိန်ပိုင်းလေးကိုပြောတာပဲအလွန်တိုတဲ့အချိန်ပိုင်းလေးထပင်ကိုဖြတ်တဲ့အချိန်လေးဟာအမှန်တူတူလေးပဲဖြစ်မှာပေါ့အဲ့ဒါလောက်ထိအောင်သူကလျင်မြန်တယ်တဲ့စัจ java လာတစ်ခုကိုအဲ့ဒီလိုနှုံးတဲ့သူဟာစัจ java လာတွေဆုံးအောင်သွားကြည့်တယ်ပေါ့ပြီးတော့သူကခန္ဓာကိုယ်နဲ့ရှောက်လန်းပြီးတော့သွားတာဖြစ်တော့သူ့ရဲ့ခြေလှမ်းကြီးကလည်းဘလောက်ကျဲတယ်လဲလို့ဆိုလို့ရှိရင်အရှိသမုဒ္ဒရာကအနောက်သမုဒ္ဒရာလောက်မှာသူကခြေလှမ်းတစ်လှမ်းပဲမြန်တဲ့နှုံးကလည်းအလွန်မြန်တယ်ခြေလှမ်းကလည်းအမတန်ကျဲတယ်အဲ့ဒီနှုံးနဲ့သူစัจ java လာရဲ့အဆုံးလောကကြီးရဲ့အဆုံးကိုသိကျင်တာနဲ့သူတက်တန်းတရားရှိတဲ့အချိန်ပိုင်းမှာအစာအာဟာရစားတဲ့အချိန်လေးခိတ္တနားတယ်နောက်ဖေးသွားတဲ့အချိန်လေးခိတ္တနားတယ်မောပန်းလို့ခိတ္တခဏအိပ်ဆက်တဲ့အချိန်ပိုင်းလေးမှေးတဲ့အချိန်ပိုင်းလေးခိတ္တနားပြီးတစ်ချိန်လုံးသူခရီးသွားနေခဲ့တယ်ပေါ့အဲ့ဒီနှုံနဲ့သွားတာသူသွားတာလောကကြီးရဲ့အဆုံးကိုရောက်ချင်လို့သူအဲ့ဒီနှုံနဲ့သွားခဲ့တာတဲ့အနှစ်တရာကြာလို့သေသွားရောသူလောကကြီးအဆုံးကိုမတွေ့ခဲ့ရဘူးသူပြောတာဩဃာတလောကကြီးကိုသူဖြတ်သွားနေတာဟုတ်ကဲ့လားမြတ်စွာဘုရားကအနန္တစัจ java လာလောကကြီးကအဆုံးစမရှိဘူးလို့ဟောထားတဲ့အတိုင်းပဲလောကကြီးအဆုံးကို तू မတွေ့ပဲနဲ့ तू ဘဝတစ်ခုဏီကုန်းချုပ်သွားရတယ်ဇံရယတိဖြစ်သည့်အတွက်ကြောင့် तू ဗြဟ္မပြည်မှာရောက်သွားမှာပေါ့သို့တော်စာထဲမှာဗြဟ္မာလို့မသုံးဘဲနဲ့ဒေဝပုဒ္ဒလို့ပဲသုံးထားလို့နတ်သားလို့ပဲပြောရတယ်ပေါ့အဲ့ဒီရောဟိတတဆိုတဲ့နတ်သား तू အဲ့ဒါလို့ဘဝတစ်ခုမှာလောကရဲ့အဆုံးကိုတွေးဖို့ဆိုပြီးတော့ကြိုးစားပြီးရှာဖွေခဲ့တာမတွေ့ဘဲနဲ့သူ့ဘဝတစ်ခုဆုံးသက်သွားပါတယ်တဲ့ဒါကြောင့်မို့အရှင်ဘုရားပြောတဲ့စကားမှန်လိုက်တာလောကကြီးအဆုံးကိုဖြင့်သွားရောက်ခြင်းဖြင့်တော့ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူးလောကကြီးအဆုံးကိုရှောက်လန်းရှာဖွေခြင်းဖြင့်တော့တွေ့မှာမဟုတ်ပါဘူးဆိုတာအမတန်မှမှန်ပါတယ်တဲ့မတွေ့ခဲ့ပါဘူးလို့ပြောအဲ့ဒီမှာမြတ်စွာဘုရားကဘာဟောတော့ဆိုမှန်တဲ့သွားခြင်းဖြင့်မအိုမနာမသေးတဘွားနေတဘွားကူးပြောင်းရခြင်းမရှိတဲ့လောကကိုဘယ်လိုနည်းနဲ့မှမရောက်နိုင်ဘူးမသိနိုင်ဘူးဆိုပြီးမြတ်စွာဘုရားကဘာထပ်ပြောလိုက်တုံးဆိုဒါလေးကအဲ့ဒီလောကကြီးရဲ့အဆုံးကိုမရောက်လို့ရှိရင်လည်းမင်းတို့ဒုက္ခဘယ်တော့မှအဆုံးမတတ်ဘူးတဲ့အဲ့ဒီစကားထူးခြားတဲ့စကားတစ်ခုလောကကြီးရဲ့အဆုံးကိုမရောက်ဘူးဆိုရင်လည်းမင်းတို့ဒုက္ခဘယ်တော့မှမငြိမ်းဘူးတဲ့ဒုက္ခရဲ့အဆုံးကိုဘယ်တော့မှတွေ့မှာမဟုတ်ဘူးလောကကြီးအဆုံးကိုရောက်မှသာလျှင်ဒုက္ခအလုံးကလွတ်မြောက်မှာဖြစ်တယ်ဒီနေရာမှာမြတ်စွာဘုရားကအကျိုးမရှိတဲ့စัจ java လာဩဃာတလောကကြီးကိုရှာဝေစူးစမ်းနေခြင်းဖြင့်အချိန်ဖြုံးနေတဲ့နတ်သားအကျိုးမရှိတာဟုတ်အကျိုးရှိတဲ့နိလန်းနဲ့မြတ်စွာဘုရားတဲ့ပေးလိုက်တာသဘောอ่ะအဲ့ဒီနတ်သားကဘုရားကိုရှောက်နေတာကဩဃာတလောကကမ္ဘာလောကကြီးအမတန်မှကျေပြောလာတဲ့တတ္တဝါတွေရဲ့ဖြစ်ရမွေးရတည်ရှိနေရလောကကြီးရဲ့အဆုံးကိုသူကရှာတာဘယ်လောကကြီးရဲ့အဆုံးကိုရှာမရောက်နိုင်ဘူးလို့အဲ့ဒီဩဃာတလောကကြီးအဆုံးကိုရှာလို့မရောက်ဘူးမြတ်စွာဘုရားကဩဃာတလောကကိုမရည်ညွှန်းမဲနဲ့သင်္ခါရလောကကိုရည်ညွှန်းပြီးတော့အဲ့ဒီလောကရဲ့အဆုံးကိုမရောက်လို့ရှိရင်လည်းမင်းဒုက္ခအဆုံးမတတ်ဘူးတဲ့ဒုက္ခဆိုတာဘာတော့ဒ
ပြန်လီမွေးဖွားခြင်းအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဒီဆင်းရဲဒုက္ခတွေမင်းဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးဘုန်းကြီးတို့တွေမဆုံးနိုင်တဲ့ဒုက္ခဆိုတာဘာလို့ဆိုရင်ကြည်ဇာတိပိဒုက္ခစရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခဒါတွေပဲမဟုတ်လားမဆုံးနိုင်တဲ့ဒုက္ခလောကလူသားတွေမဆုံးနိုင်တဲ့ဒုက္ခဘာဖြစ်လို့တော့ဆိုရင်မွေးလာပြီးရင်အိုမယ်နာမယ်သိမယ်သိပြီးရင်မွေးပြန်အောင်မယ်မွေးလို့ရှိရင်အိုမယ်နာအောင်မယ်သိအောင်မယ်ဟောမွေးလိုက်အိုလိုက်နာလိုက်သိလိုက်မွေးလိုက်အိုလိုက်နာလိုက်သိလိုက်ဆိုတဲ့ဒီတန်တရားဆက်ကြီးတဲ့ကနေပြီးတော့ဘယ်တော့မှမပြီးဆုံးနိုင်တဲ့အရာကြီးဖြစ်ပြီးတော့ဒီထဲမှာပဲတဝဲလဲလဲရှိနေမွေးထားတဲ့အချိန်ပိုင်းမှာလဲသက်သာလားဆိုမသက်သာဘူးဣယေဟိဝေပြောကောဒုက္ခကိုလိုချင်တာတွေကိုနှစ်သက်တာတွေကိုမြတ်နိုးတာနဲ့ခွဲရတယ်အပိယေဟိတံပြောကောဒုက္ခကိုမတွေ့ချင်တာတွေနဲ့တွေ့ရမယ်ကိုမုန်းတာတွေနဲ့လဲစုံစည်းရမယ်ဟောပိယေဟိအပိယေဟိတံပြောကောဒုက္ခပိယေဟိဝေပြောကောဒုက္ခဒါရင်လားဆိုတော့မဟုတ်ယံပိဿံနလဗတိတံပိဒုက္ခဓမ္မစကြာမှာဟောထားတဲ့မြတ်စွာဘုရားကလူတိုင်းတတိထားဖို့သိနိုင်တဲ့ဒုက္ခတွေကိုထုတ်ပြထားတာနော်လိုချင်တာမရတဲ့ဒုက္ခအဲ့တော့လူတွေကစဉ်းစားလိုက်ပဲကိုလိုချင်တဲ့ယာထုရလိုက်တယ်ကိုလိုချင်တဲ့ငွေကြေးရတယ်ကိုဝယ်ချင်တဲ့ပစ္စည်းလေးဝယ်လို့ရတယ်ဆိုယံပိဿံနလဗတိတံပိဒုက္ခံဆိုတာမဟုတ်ဘူးလို့ထင်ကောင်းထင်လိုက်အဲ့ဒါကိုပြောတာမဟုတ်ဘူးယံပိဿံနလဗတိစာလူတွေဟာအိုချင်လို့အိုတာလားမအိုချင်ပဲနဲ့အိုတာလားအိုချင်ပဲနဲ့အိုတာပါအေးအဲ့ဒါမရနိုင်တဲ့ဟာပဲကားလိုချင်ရင်တော့ပတ်စံရှိရင်ရပါတယ်သွားဝယ်ပေါ့တိုက်လိုချင်လဲဆောက်ရတာပဲပတ်စံရှိမရဘူးလားကျန်တာတွေကရနိုင်တာလေမရနိုင်တာကဘာလို့ဆိုရင်အိုတာကိုမအိုပါစိန်နဲ့ဆိုရနိုင်မှာမလားနာတာကိုမနာဖို့ဆိုတာရနိုင်မှာမလားသေခြင်းသဘောရှိတဲ့အနေထားတစ်ခုကသေခြင်းကင်းတဲ့အနေထားတစ်ခုကိုရဖို့ဆိုတာကိုလိုချင်ရနိုင်မှာမလားရနိုင်မှုတဲ့အဲ့ဒါတွေကိုရည်ညွှန်းတာယံပိဿန္နလည်းပဲဒီတံပိဒုက္ခနောက်ဆုံးကြတော့ခန္ဓာ၅ပါးရထားတာဟာဒုက္ခပဲလို့ဓမ္မစကြာမှာဒုက္ခကိုသရုပ်ဖော်ထားတာရှိတယ်ပေါ့အဲ့ဒီဒုက္ခတွေဟာလောကရဲ့အဆုံးကိုမရောက်ဘူးဆိုလို့ရှိရင်ဘလို့မှဒီဒုက္ခတွေအဆုံးသတ်မှာမဟုတ်ဘူးတဲ့လောကကြီးထဲမှာနေနေရင်တော့ဒီဒုက္ခတွေကျုံနေရမှာပဲလို့မြတ်စွာဘုရားဟောလိုက်တဲ့အခါအဲ့ဒီလောကဟာစัจ java လောကကြီးကိုယဉ်ညွှန်းတာမဟုတ်ဘူးဩကာသလောကကြီးကိုယဉ်ညွှန်းတာမဟုတ်ဘူးသင်္ခါရလောကကိုမြတ်စွာဘုရားယဉ်ညွှန်းလိုက်တာခုနတုန်းကရောဟိတတဆိုတဲ့နတ်သားကလာပြီးတော့ရှောက်နေတာဩကာသလောကကြီးအကြောင်းကိုလာရှောက်နေတာမြတ်စွာဘုရားကဖြေပြီးတော့ပြောလိုက်တဲ့စကားကသင်္ခါရလောကကိုပြောတာဘာဖြစ်လို့မြတ်စွာဘုရားကမေးတာကဩကာသလောကဖြေတာကသင်္ခါရလောကနဲ့ဖြေလိုက်ရတော့လို့ဆိုဩကာသလောကနဲ့ပတ်သက်တဲ့မေးခွန်းကဘာမှအကျိုးမရှိဘူးlocation ဆိုတာသူ့ဟာသူ location ပဲရှိနေမှာပဲဟုတ်ကဲ့လားဒါနဲ့ပတ်သက်တဲ့ဟာကဘာမှအကျိုးမရှိဘူးတန်တရားဝကလွတ်ဖို့အတွက်ဘာမှအကျိုးမပြုဘူးမြတ်သောအချင်းချင်းမှုအတွက်ဘာမှအကျိုးမပြုဘူးဒုက္ခတွေဆုံးသတ်ဖို့အတွက်ဘာမှအကျိုးမပြုဘူးဒါကြောင့်မို့အကျိုးမရှိတာကိုမြတ်စွာဘုရားဘယ်တော့မှမလုပ်ဘူးတန်ဖိုးရှိတဲ့အချိန်တစ်ခုမှာအကျိုးမရှိတာနဲ့အချိန်မဖြုံးဘူးတဲ့ဘုန်းကြီးတို့တွေကြတော့အကျိုးမရှိတာတွေနဲ့လည်းအချိန်ဖြုံးတတ်ကြတယ်ရှိလေတန်တရားအစမသိနိုင်ပါဘူးဆိုပြီးတော့သိကျင်လို့လိုက်ရှာနေတာမျိုးရှာတွေ့တော့ကောဘာလုပ်မှာတော့ဘာမှလုပ်လို့ရမှာလည်းမဟုတ်ဟုတ်ကဲ့လားရှာရောတွေ့ဦးမှာလားဆိုမတွေ့ဘူးခုနရောဟိတတတန်တရားလောကကြီးရဲ့အဆုံးကိုသူလိုက်ရှာတာလေ
အကယ်၍တရားဓမ္မအဲ့ဒီအချိန်မှာတရားဓမ္မတွေကျင့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခဆုံးသတ်သွားအောင်မယ်လောကကြီးကိုအဆုံးကိုရှာရင်နဲ့သေးတာသွားအောင်ရှာတွေ့တော့ပြီးသူလုပ်တဲ့ဟာအကျိုးတစ်ခုဘာမှမရှိဘူးအဲ့ဒါလို့အကျိုးမရှိတဲ့အလုပ်ကိုမြတ်စွာဘုရားမလုပ်ရအောင်သင်္ခါရလောကကိုရည်ညွှန်းပြီးမြတ်စွာဘုရားကဖြေလိုက်တာဖြေပြီးတော့နောက်ဆက်တွဲပြောတဲ့စကားကအမတန်မှအဓိပ္ပာယ်ရှိတယ်နသအပ္ပတ္တဝလောကန္တံဒုက္ခတန္တံဂရိတလောကရဲ့အဆုံးကိုမတွေ့ဘူးမရောက်ဘူးဆိုလို့ရှိရင်ဒုက္ခရဲ့အဆုံးလည်းမရောက်နိုင်ဘူးဒုက္ခအဆုံးမသတ်နိုင်ဘူးလို့အဲ့လိုဟောပြီးတော့မြတ်စွာဘုရားကသူဆိုလိုတဲ့လောကထပ်ရှင်းပြတယ်ငါပြောခြင်းတဲ့လောကတခြားမဟုတ်ဘူးအပိစာဟံရောဟိတတငါပြောခြင်းနဲ့ရောဟိတတငါပြောခြင်းနဲ့လောကဆိုတာဣမတ္တမေယေဝကလိဝရေတတေညာမိသမနကေဘုန်းကြီးတို့တွေရှိနေတဲ့လောကတစ်ခုပြောမလို့ကလိဝရဆိုတာဘုန်းကြီးတို့တွေတဏ္ဍာမှာရှိဗျာမမတ္တိကလိဝရေလူရဲ့အရာအမောင်းဟာတလံပဲရှိတယ်တလံဆိုတာတော့ကိုယ်အလံနဲ့ကိုပေါ့လူဘူးလေးကလည်းသူ့အလံလေးနဲ့သူတော့တလံပဲဟုတ်ကဲ့လားလူတော်ကြီးကလည်းသူ့အလံလေးနဲ့သူတော့တလံပဲတလံဆိုတာလက်နှစ်ဖက်ကိုဟိုဘက်ဆန်တန်းလက်မောင်းနှစ်ဖက်ကိုညာဘက်ဘယ်ဘက်ကိုဆန့်တန်းလိုက်တဲ့အခါမှာရရှိလာတဲ့အတိုင်းအတာတစ်ခုကိုတလံလို့ခေါ်တာလူအရာမောင်းအောင်လည်းဒီတိုင်းပဲထွက်လာအထုကိုပုံပန်းမကြလို့လက်ကြီးကတိုးနေရင်တော့မပြောတတ်ဘူးပေါ့ပုံမှန်လက်ဆိုလို့ရှိရင်ဆန့်တန်းလိုက်အဲ့ဒီဆန့်တန်းလိုက်တဲ့အတိုင်းအတာကိုကိုယ့်အရာကိုတိုင်းကြည့်လိုက်ရင်အံကြဖြစ်ရမယ်ဗျာမမတ္တတလံအတိုင်းရှိတဲ့ခန္ဓာကိုယ်ဧရိယာလေးတစ်ခုကိုကန့်သတ်ပြီးတော့ပြတာလောကငါဆိုခြင်းနဲ့လောကဆိုတာဟောဒီတလံအတိုင်းအတာရှိတဲ့လူခန္ဓာကိုယ်ကြီးဟုတ်ကဲ့လားအဲ့ဒီလူခန္ဓာကိုယ်ကြီးဟာတတ်တင်ညာမိသမနကေမှတ်သိတဲ့သဘာဝတရားတွေရှိတယ်စိတ်တွေရှိတယ်ဆိုလိုတာကနံတရားတွေရှိတယ်အမှတ်တင်ညာတွေရှိတယ်အမှတ်တင်ညာတို့အသိစိတ်တွေရှိတဲ့ဟောဒီတဏ္ဍာလောက်ရှိတဲ့ခန္ဓာကိုယ်လေးမှာပဲငါကလောကရဲ့အကြောင်းကိုလည်းငါပြောမယ်တဲ့လောကဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားဟာလည်းဒီထဲမှာပဲရှိတယ်လောကရဲ့ချုပ်ငြိမ်းရာဆိုတာလည်းဒီထဲမှာပဲရှိတယ်လောကချုပ်ငြိမ်းဖို့အကျင့်ကောင်းဆိုတာလည်းဒီထဲမှာပဲရှိတယ်ဟောဒါအဲ့ဒီရောဟိတတနတ်သားကိုဗြဟ္မာကိုမြတ်စွာဘုရားကသင်္ခါရလောကနဲ့ပတ်သက်ပြီးခေါ်လိုက်တဲ့တရားတစ်ခုပဲဒါလောကရဲ့အဆုံးသို့ရောက်ရှိခြင်းဆိုတာဒီလောကကိုပြောတာမြတ်စွာဘုရားသတ်မှတ်ဖော်ပြတဲ့လောကသည်တလံအတွင်းမှာပဲရှိတယ်လူခန္ဓာကိုယ်ထဲမှာပဲရှိတယ်ဆိုလိုတာကလောကဆိုတာဒီထဲမှာရှိတယ်လောကဖြစ်ကြောင်းတရားဆိုတာလည်းဒီထဲမှာရှိတယ်တခြားသွားမရှာနဲ့လောကនិရောဓလောကချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတာလည်းဒီမှာပဲရှိတယ်လောကនិရောဓဂာမိနိပฏิပဒါလောကရဲ့ချုပ်ငြိမ်းရာအကျင့်ကောင်းဆိုတာလည်းဒီထဲမှာပဲရှိတယ်တခြားသွားမရှာနဲ့ဒီသုတ်တန်လေးကိုးကားပြီးတော့ဘုန်းကြီးတို့1989ခုနှစ်ကသီရိလင်္ကာမှာနေတယ်သီရိလင်္ကာမှာနေတော့ကိုလံဘိုမြားနာမြို့နာကမြို့နယ်လေးတစ်ခုနုခေခိုရလို့ခေါ်တယ်ရန်ကုန်လိုပဲပေါ့ကိုလံဘိုမြို့ကြီးကအကြီးကြီးမြို့နယ်ပေါင်းများစွာဖွဲ့စည်းထားတာကိုလံဘိုဆိုတာမြို့နယ်ပေါင်းများစွာဖွဲ့စည်းထားတာတခုစီလိုက်ကြည့်လိုက်ရင်ကိုလံဘိုပဲဆိုတာမရှိတော့ဘူးမြို့နယ်လေးတွေပဲရှိတယ်ရန်ကုန်ဆိုတာရောရှိရလားဘုနာသွားလိုက်လေဒါကကမာရွတ်မြို့နယ်ဟိုကတာမွေမြို့နယ်ဗဟန်းမြို့နယ်ဒါပဲရှိတာပဲမဟုတ်လားအဲ့ဒီတာမွေတို့ဗဟန်းတို့ကမာရွတ်တို့ဒါတွေအကုန်လုံးပေါင်းလိုက်တဲ့အခါမှာရန်ကုန်လို့ခေါ်တယ်မဟုတ်လားအဲ့ဒီအတိုင်းပဲ
ကိုလံဘိုဆိုတာမြို့နယ်တွေအများကြီးပေါင်းပြီးတော့ဖွဲ့စည်းထားတာအဲ့ဒီမြို့နယ်တွေတဲကတစ်ခုနုခေဂောရလို့ခေါ်တယ်အဲ့ဒီနုခေဂောရမြို့မှာမဟာစီဆရာတော်တို့ရဲ့တပည့်မမဟာစီဆရာတော်တို့စီမှာကမ္မထမ်းထိုင်သွားတယ်အမျိုးသမီးကြီးကပစ္စည်းဥစ္စာလည်းချမ်းသာတယ်သူ့အိမ်ဝင်းခြံကြီးကလည်းကျဲတယ်အဲ့ဒီအိမ်ခြံထဲမှာသူကကမ္မထမ်းရိပ်သာလေးတစ်ခုဖွင့်ထားတယ်သူ့အတိုင်းဝိုင်းကသူ့နားမှာတော်တော်လေးများတယ်သူ့တပည့်တွေမျိုးသားတွေရောမျိုးသမီးတွေရောလူ90လောက်ရှိတယ်သူ့နာမည်ကရူပစိန်ဟလို့ခေါ်တယ်ရူပစိန်ဟဘုန်းကြီးတို့အဲ့ဒီရောက်တော့ဆက်သွယ်ပြီးတော့အရှင်ဘုရားတဲ့ကမ္မထမ်းပြတတ်သလားတဲ့အေးပြတာပေါ့လို့ကမ္မထမ်းပြတတ်လို့ရှိရင်တဲ့ဒီနှစ်တဝါတွင်သူ့ရိပ်သာမှာလာပြီးသတင်းသုံးပြီးတော့ကမ္မထမ်းပြပါလို့ဘုန်းကြီးတို့ပင့်သွားတာ ਨੇ အဲ့ဒီမှာသွားပြီးတော့ကမ္မထမ်းသွားပြတဝါဆိုပြီးတော့တီဟိုတွေမှာအဲ့လိုထုံးစံရှိတယ်သူတို့အိမ်ကိုဘုန်းကြီးတွေပင့်ပြီးတော့ဝါဆိုခိုင်းတယ်သူတို့ကတော့တခြားနေရာမှာနေကြတယ်ပေါ့ဝါဆိုပြီးတဲ့အခါမှာကထိန်တို့ဘာလို့လုပ်ပြီးတော့ဒါနကောင်းမှုပြုကြတယ်သီလဆောက်တည်ကြတယ်အဲ့ဒီမှာစနေနေ့တိုင်းတနင်္ဂနွေနေ့တိုင်းဘုန်းကြီးကကမ္မထမ်းတရားဟောပေးရတရားတစ်ပုဒ်တစ်ပုဒ်ဟောပေးရတယ်ပေါ့သူတို့သိကျင်တဲ့မေးခွန်းတွေမေးတယ်အဲ့ဒီမှာတရက်မှာတရားဟောတဲ့အခါကျတော့ဘာအကြောင်းဟောတော့ဆိုနိဗ္ဗာန်အကြောင်းကိုဟောတာ Where is Nibbana နိဗ္ဗာန်ဆိုတာဘယ်မှာရှိလဲဒီမေးခွန်းလေးကိုမေးပြီးတော့အလုံးဟာဘုရားဘာသာဝင်တွေသူတော်စင်တွေကုသကောင်းမှုလှုပ်တိုင်းနိဗ္ဗာန်မက်ဖို့ရက်တူတူနဲ့ရောက်ရပါစေနိဗ္ဗာန်ကိုဆုတောင်းလေးရှိကြတယ်လေဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုနဲ့ဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းကြဒါဖြင့်နိဗ္ဗာန်ကဘယ်နားမှာရှိတယ်လဲသိရလားမသိလို့ရှိရင်ကဲဘယ်နားမှာမရှိဘဲနဲ့ဆုတောင်းနေရမ်းဆုတောင်းနေရမရောက်ပေဘူးလားနော်ဘုဒ္ဓပြင်ဘာသာဝင်တွေကမှသူတို့ကဘယ်မှာရှိတော့ဆိုကောင်းကင်ဘုံလက်ညှိုးထိုးပြရသေးတယ်နိဗ္ဗာန်ဘယ်မှာလဲဆိုတော့ဘယ်သူမှလည်းမသိဘူးနိဗ္ဗာန်ဘယ်မှာလဲဆိုတော့မသိကြဘူးမဖြေနိုင်ကြဘူးဘုန်းကြီးပြောတယ်နိဗ္ဗာန်ဆိုတာလို့ခန္ဓာကိုယ်ထဲမှာပဲရှိတယ်လို့တခြားကိုလက်ညှိုးမထိုးနဲ့ဒါကအကိုးကားမရှိပဲပြောတာမဟုတ်ဘူးမြတ်စွာဘုရားကဟောဒီရောဟိတတတုတ်မှာဗျမမတ္တိဣမတ္တမေယေဝကလေဝရေဣမတ္တမေယေဝကလေဝရေဆိုတာမြတ်စွာဘုရားဒီခန္ဓာကိုယ်ကြီးလို့ပြောတာနော်ဒီခန္ဓာကိုယ်ကြီးတတ္တညာမိတမနကေအမတ်စိတ်တွေအသိစိတ်တွေရှိတယ်ဟောဒီတလံမြသောခန္ဓာကိုယ်ကြီးထဲမှာပဲတဲ့လောကင်္စပညာပေးမိလောကကြီးရှိတယ်လို့လည်းငါပြောတယ်လောကဆိုတာဒီနေရာမှာအသုံးလေးပြောင်းထားတာသစ္စာ၄ပါးပဲဒုက္ခပဲဟုတ်ကဲ့လားဒုက္ခလည်းရှိတယ်ဒုက္ခသမုဒယလည်းရှိတယ်ဒုက္ခនិရောဓလည်းရှိတယ်ဒုက္ခនិရောဓဂ ामिनी ပฏิပဒါသစ္စာ၄ပါးလုံးဟာဒီခန္ဓာထဲမှာပဲရှိတယ်လို့မြတ်စွာဘုရားဒီလိုဟောတာဟုတ်အဲ့ဒါကိုလောကဆိုတဲ့အသုံးနဲ့မြတ်စွာဘုရားလောကအရေးကိုဆွေးနွေးနေတာဖြစ်သည့်အတွက်ကြောင့်လောကဆိုတဲ့အသုံးနဲ့မြတ်စွာဘုရားဟောတာအဲ့ဒီသုတ်တံကိုထောက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ဘယ်မှာရှိတုံးဆိုရင်ခန္ဓာထဲမှာရှိတယ်လို့ပြောရမယ်အဲ့လိုပြောတော့ကမ္မထဆရာလက်ထောက်အမျိုးသမီးတယောက်ကနေပြီးတော့ဘုန်းကြီးရဲ့စကားကိုညင်းဆိုတယ်ပေါ့လက်မခံရှင်ဘုရားမဖြစ်နိုင်ဘူးတဲ့ခန္ဓာကိုယ်ထဲမှာနိဗ္ဗာန်ရှိတယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့ဘ
ဘုန်းကြီးကဒီမှာတုတ်တန်တစ်ခုရှိတယ်လို့မြတ်စွာဘုရားကအခုလိုဟောထားတယ်လို့ခန္ဓာကိုယ်ထဲမှာပဲလောကသမုဒယလောကနိရောဓဂามိနိရှိတယ်လို့ဟောဒီခန္ဓာကိုယ်မှာပဲရှိတယ်လို့မြတ်စွာဘုရားဟောထားတာလို့မြတ်စွာဘုရားဟောတဲ့စကားအရာဆိုရင်နိဗ္ဗာန်ခန္ဓာကိုယ်ထဲမှာရှိတယ်လို့ပဲပြောရမှာပဲလို့သူကဘာနဲ့ထောက်ပြောတုံဆိုတော့အဘိဓမ္မာမှာတဲ့နိဗ္ဗာန်ကိုဗဟိတလို့ဟောပါတယ်တဲ့ဗဟိတဆိုတာအပြင်မှာရှိတယ်လို့သူကပြောချင်တာပေါ့လေအစ္ဆတဗဟိတအစ္ဆတဓမ္မာဗဟိတဓမ္မာနဲ့လာတဲ့အခါနိဗ္ဗာန်ဟာဗဟိတတရားဖြစ်တယ်ဒါကြောင့်မို့လို့ခန္ဓာကိုယ်ထဲမှာမရှိနိုင်ဘူးကဲမြတ်စွာဘုရားကသုတ္တံမှာရှိတယ်အစ္ဆတဗဟိတဆိုတာကလို့အကြောင်းတစ်ခုခုနဲ့မြတ်စွာဘုရားကဟောတာဖြစ်တယ်အစ္ဆတဆိုတာခန္ဓာ၅ပါးကိုအစ္ဆတလို့ပြောထားလို့ရှိရင်ခန္ဓာ၅ပါးထဲမှာမပါဝင်တဲ့တရားသည်ဗဟိတအပြင်မှာရှိလို့ဗဟိတလို့ပြောတာမဟုတ်ဘူးခန္ဓာ၅ပါးထဲမှာရှိနေရင်အစ္ဆတခန္ဓာ၅ပါးထဲမှာဖွဲ့စည်းထားရင်အစ္ဆတဆိုပါစို့မင်္ဂလာဈေးကအဖွဲ့အသင်းတွေရှိတယ်မဟုတ်လားအဲ့ဒီအဖွဲ့အစည်းထဲမှာမင်းဘာအဖြစ်ပါလို့ရှိရင်အစ္ဆတပေါ့သို့တော့မင်္ဂလာဈေးထဲမှာအဖွဲ့ထဲမှာပါဘူးဆိုရင်ဗဟိတပေါ့အဖွဲ့ထဲမှာမပါဘူးလို့ပြောလို့မရဘူးလားအတွင်းလူအပြင်လူပြောတာပဲဟုတ်ကဲ့လားအဲ့ဒါလိုပဲနိဗ္ဗာန်ကိုဗဟိတလို့ဟောတာဟာလို့ခန္ဓာ၅ပါးထဲမှာမပါလို့မြတ်စွာဘုရားကဗဟိတလို့ဟောတာပါလို့ဟောဒီသုတ္တံမှာမြတ်စွာဘုရားခန္ဓာထဲမှာရှိတယ်လို့အတိအကျဟောထားတယ်လို့ရှိတယ်လို့ပြောထားတယ်ကဲပို့ပြီးတော့သေချာအောင်ကဲပရိသတ်သေချာနားထောင်လို့နိဗ္ဗာန်ဟာခန္ဓာကိုယ်ရဲ့ရှိမရှိကဲမြတ်စွာဘုရားသခင်ကိုရောမြတ်အလောင်းတော်ဘွားက6နှစ်ပတ်လုံးတရားရှာပြီးတော့နောက်ဆုံးတရားကျင့်လိုက်တဲ့အခါအမှန်တရားကိုတွေ့တယ်ဟုတ်ကလားဘုရားဂယာဒေသမဟာဗောဓိပင်အောက်မှာသစ္စာ၄ပါးတွေအကုန်လုံးသိလို့မိမိတဏ္ဍာမှာဖြစ်တဲ့ကိလေသာတွေငြိမ်းသွားတယ်ကိလေသာនិရောဓနိဗ္ဗာန်လို့ခေါ်တယ်ကိလေသာငြိမ်းသွားတယ်အဲ့ဒီကိလေသာငြိမ်းတာဟာညောင်ပင်အထဲထဲမှာငြိမ်းတာလားသို့မဟုတ်ကိုယ်ခန္ဓာကိုယ်ထဲမှာငြိမ်းတာလားကိလေသာငြိမ်းတာကကိလေသာကဘယ်မှာဖြစ်တာတုံးလို့မေးလို့ရှိရင်ခန္ဓာထဲမှာဖြစ်တာမဟုတ်လားအဲ့တော့ငြိမ်းတာကအပြင်ထွက်ပြီးငြိမ်းတာလားခန္ဓာထဲမှာပဲငြိမ်းတာလားအဲ့တော့ကိလေသာကိုအစ္ဆတလို့ပြောလို့ရှိရင်ကိလေသာငြိမ်းသွားတာကိုရောအစ္ဆတလို့ပြောလို့မရဘူးလားဟုတ်တယ်မဟုတ်လားမိမိတဏ္ဍာမှာရှိတဲ့ကိလေသာတွေမိမိတဏ္ဍာမှာပဲငြိမ်းသွားတယ်အဲ့ဒီငြိမ်းသွားတာကိုပဲကိလေသာနိဗ္ဗာန်လို့ခေါ်တယ်လို့နိဗ္ဗာန်2မျိုးတည်းမှာဒါကိုပဲနာမည်တစ်မျိုးနဲ့ဆိုရင်သဥပါရိသေသနိဗ္ဗာန်လို့ခေါ်တယ်လို့သဥပါရိသေသဥပါတိဆိုတာကတဏှာဒိဋ္ဌိတွေနဲ့ရှင်တွဲလာတဲ့ကံကအကျိုးပေးထားတဲ့ကံရဲ့အကျိုးဆက်တွေဟာ remain ဖြစ်နေတယ်ကြမ်းနေသေးတယ်ဆိုပါစို့မြတ်စွာဘုရားရဲ့တဏ္ဍာမှာကိလေသာတွေတော့ငြိမ်းသွားပြီသို့တော့ရုပ်ခန္ဓာကြီးနဲ့နာမ်ခန္ဓာတွေမကြံဘူးလားကြမ်းနေတယ်အဲ့ဒါလို့ရုပ်ခန္ဓာနာမ်ခန္ဓာဒီကံကိလေသာတွေရဲ့အကျိုးဆက်မဟုတ်လားကံကိလေသာတွေကထုတ်လုပ်ထားတဲ့ရုပ်ခန္ဓာနဲ့နာမ်ခန္ဓာကကြမ်းနေသေးတယ်အဲ့ဒါကိုမှီပြုပြီးတော့ဖြစ်တဲ့ကိလေသာတွေကတော့ငြိမ်းသွားတယ်အဲ့ဒီကိလေသာငြိမ်းတာဟာမြတ်စွာဘုရားရဲ့အပြင်မှာငြိမ်းတာလားမြတ်စွာဘုရားခန္ဓာထဲမှာငြိမ်းတာလားလို့ခန္ဓာထဲမှာငြိမ်းတာအဲ့ဒီငြိမ်းတာကိုသဥပါရိသေသနိဗ္ဗာန်လို့ခေါ်တာပဲအဲ့တော့သဥပါရိသေသနိဗ္ဗာန်ဟာတခြားမှာရှိတာလားမြတ်စွာဘုရားရဲ့ခန္ဓာထဲမှာရှိတာလားလို့ပရိသတ်တွေကတော့သဘောကျတယ်ဟိုခုနကညင်းတဲ့အမျိုးသမီးကသူကဘုဒ္ဓရရှိတယ်လက်ထောက်ဆရာမှာသူကတော့နည်းနည်းတွေးဝေသွားတယ်ပေါ့သူကဗဟိတလို့ဆိုတဲ့အတိကိုသူကဆွဲထားတာဟုတ်အဲ့လိုပြောလိုက်တော့ကိလေသာတွေငြိမ်းတာမြတ်စွာဘုရားခန္ဓာထဲမှာငြိမ်းတာဖြစ်သောကြောင့်ခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့ပဲပြောရတယ်ဒါကိလေသာនិရောဓနိဗ္ဗာန်လို့ခေါ်တယ်အဲ့ဒီနိဗ္ဗာန်ကိုမြတ်စွာဘုရားမျက်မှောက်ပြုတာပဲ
နောက်သက်တော်80ပြည့်တဲ့အခါကြလို့ရှိရင်လို့ကုသိနာယုံအင်းချင်းဆုံးအကြားမှာမြတ်စွာဘုရားမြောက်မျက်နှာအုတ်ခေါင်းလှည့်ပြီးတော့အုတ်ခေါင်းထားပြီးတော့ခုနကကြမ်းနေသေးတဲ့ကံကိလေသာတို့ရဲ့အကျိုးဆက်ဖြစ်တဲ့ဝိဘက်နာမခန္ဓာတွေအားလုံးဟာချုပ်ငြိမ်းသွားတယ်။ကံကြောင့်ဖြစ်တဲ့တရားတွေရုပ်ခန္ဓာကြီးလည်းရပ်ဆိုင်သွားတယ်။နာမ်ခန္ဓာတွေလည်းအားလုံးရပ်ဆိုင်သွားတယ်။အကျိုးတွေအားလုံးအကျွင်းကြံမရှိရပ်ဆိုင်ပြီးတော့ပျက်စီးသွားတယ်။အဲ့ဒါကြတော့ခန္ဓာပရိနိဗ္ဗာန်လို့ခေါ်တယ်လို့တခြားနာမည်နဲ့ပြောမယ်ဆိုရင်အနုပါတိသေတနိဗ္ဗာန်အကျွင်းကြံမရှိအောင်ငြိမ်းသွားတဲ့အငြိမ်းလို့ပြောတာလို့အဲ့တော့သောဥပါရိသေတနိဗ္ဗာန်ကလည်းခန္ဓာကိုယ်နဲ့ပတ်သက်ပြီးပဲပြောလို့ရတယ်အနုပါရိသေတနိဗ္ဗာန်ကလည်းခန္ဓာနဲ့ပဲပတ်သက်ပြောလို့ရတယ်ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကနိဗ္ဗာန်ဆိုတာခန္ဓာထဲမှာရှိတယ်လို့ခေါ်တာပါလို့သူ့ကိုအဲ့လိုရှင်းပြတော့နောက်ထပ်တော့မေးခွန်းမတက်လာတော့ဘူးပေါ့အဲ့ဒီတုန်းကပြောခဲ့တာကိုမှတ်မိသေးတယ်ဒီသုတ်တံမှာမြတ်စွာဘုရားကဟောထားသည့်အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်တွေWhere is the နိဗ္ဗာန်နိဗ္ဗာန်ဘယ်မှာရှိသလဲလို့ဆိုလို့ရှိရင်နိဗ္ဗာန်ဆိုတာခန္ဓာနဲ့ပတ်သက်ပြီးမှပြောလို့ရတယ်ဒါကြောင့်မို့ကိုယ်ခန္ဓာထဲမှာကိလေသာငြိမ်းတာဟာကိလေသာနိဗ္ဗာန်ပဲသာဥပါတိသေတာနိဗ္ဗာန်ပဲကိုယ်တဏ္ဍာမှာရှိနေတဲ့ခန္ဓာတွေဉာဏ်နဲ့ခန္ဓာတွေအကျိုးခန္ဓာတွေအလုံးငြိမ်းသွားတာဟာအနုပါတိသေတာနိဗ္ဗာန်ပဲဆိုတော့နိဗ္ဗာန်ဟာခန္ဓာနဲ့တခြားလားခန္ဓာထဲမှာပဲခန္ဓာနဲ့ပတ်သက်ပြီးရှိနေတာလားဆိုခန္ဓာနဲ့ပတ်သက်ပြီးရှိနေတာဒါကြောင့်မို့လို့အထက်ကရာတွေမှာဘလို့ရေးထားတော့ဆိုနိဗ္ဗာန်ပိခန္ဓာပฏิပတ္ထမေဝတဲ့နိဗ္ဗာန်အကြောင်းကိုပြောချင်ရင်လည်းခန္ဓာနဲ့ပတ်သက်ပြီးပြောမှဖြစ်တယ်ဟုတ်ကလားဘာလို့လို့ဆိုငြိမ့်နေဆိုဘာငြိမ့်တာတော့လို့မေးလို့ရတာပေါ့အဲ့တော့ငြိမ့်စရာမရှိဘဲနဲ့ငြိမ့်မှမလားကိလေသာရဲ့ငြိမ့်ခြင်းခန္ဓာရဲ့ငြိမ့်ခြင်းဆိုတော့ကိလေသာနဲ့ခန္ဓာနဲ့ဆက်ပြီးပြောရတာပဲမဟုတ်လားမီးကလေးငြိမ့်သွားတယ်ဆိုရင်ဘာမီးငြိမ့်တာလဲဖျောင်းနိုင်မီးငြိမ့်တာလားထင်းမီးငြိမ့်တာလားဖျောင်းနိုင်မီးတို့ထင်းမီးတို့နဲ့ဆက်ပြီးမပြောရဘူးလားအဲ့ဒါကြောင့်မို့လို့နိဗ္ဗာန်ပိခန္ဓာပฏิပတ္ထမေဝခန္ဓာနဲ့ဆက်ပြီးတော့ပြောရတာလို့ပိဋကတ်တွေကတော့အဲ့ဒါကိုလက်ခံသွားဒါကြောင့်မို့လို့မြတ်စွာဘုရားကရောဟိတတသုတ်မှာဟောဒီတလန်လောက်ရှိတဲ့ခန္ဓာကိုယ်ထဲမှာပဲလောကဆိုတာလည်းရှိတယ်လောကဖြစ်ကြောင်းတရားဆိုတာလည်းရှိတယ်လောကချုပ်ရနိဗ္ဗာန်ဆိုတာလည်းရှိတယ်လောကချုပ်ရအကျင့်ဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာလည်းရှိတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာပါလို့ကဲကောင်းပြီဘုန်းကြီးတို့တွေတကယ်အရေးကြီးတာကဩကတလောကကြီးရဲ့အဆုံးကိုရှာဖို့အရေးကြီးတာလားကိုယ်သင်္ခါရလောကရဲ့အဆုံးကိုရှာဖို့အရေးကြီးတာလားသင်္ခါရလောကရဲ့အဆုံးကိုရှာရမယ်တဲ့မြတ်စွာဘုရားလောကဆိုတာဟာဘာကိုလောကလို့ခေါ်တာတုံးလို့ထပ်ဆင့်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာလောကရဲ့အဓိပ္ပာယ်ကိုဖွင့်တဲ့အခါမှာလုဇတိပလုဇတိတိလောကောလုဇတိပျက်စီးနေတယ်ပလုဇတိအမြဲပျက်စီးနေတယ်ဒါကြောင့်လောကောလောကလို့ခေါ်တာလောကရဲ့စကလုံးရဲ့အဓိပ္ပာယ်ကိုကပျက်စီးခြင်းလို့အဓိပ္ပာယ်ရတယ်ပေါ့ပျက်စီးနေတာဖြစ်လာပြီးတီးနေမှာမဟုတ်ဘူးဖြစ်လာပြီးပြတ်သွားမှာလို့ပြောတာနော်ပြတ်နေတယ်အဖြစ်မရှိဘဲနဲ့တော့ပြတ်တယ်လို့ပြောလို့ပဲရမလဲဖြစ်တာတွေဟာတီးမနေဘူးပြတ်တယ်လို့ပြောတာနော်ဒါဖြင့်လောကဆိုတာဘာကိုပြောတာတုံးဆိုသင်္ခါရလောကဆိုတာဘာကိုပြောတာတုံးလို့ကောက်ချက်ချကြည့်တဲ့အခါကျတော့ဒီခန္ဓာ၅ပါးကိုပဲပြောတာပဲခန္ဓာ၅ပါးဟာအကြောင်းတရားကြောင့်ဖြစ်လာပြီးဘာဖြစ်လဲပြတ်သွားတာပဲအဲ့ဒီပြတ်သွားလို့ခန္ဓာ၅ပါးကိုလောကလို့ခေါ်တယ်တဲ့အဲ့ဒီလောကကြီးရဲ့အဆုံးရောက်အောင်သွားရမယ်လို့ပြောတာမဆုံးဘူးဆိုလို့ရှိရင်အိုခြင်းနာခြင်းသေခြင်းဆိုတာတွေကဒုက္ခတွေကအဆုံးသတ်မှာမဟုတ်ဘူးတဲ့လောကရဲ့အဆုံးကိုမရောက်ဖဲနဲ့အိုခြင်းနာခြင်းသေခြင်းကဆုံးတာဆိုမရှိနိုင်ဘူးဒါကြောင့်မို့လို့ခန္ဓာ၅ပါးရဲ့ဒီမမြဲတဲ့သဘောတရားတွေကိုရှုမှတ်ဖို့ရအတွက်မြတ်စွာဘုရားကနံပါတ်1သစ္စာဖြစ်တဲ့ဒုက္ခသစ္စာကိုဟောတယ်ဒီသုတ်တံမှာလောကလို့ဆိုတဲ့နာမည်နဲ့ဟောတယ်ဒီလိုမှတ်ရ
ဒုက္ခသစ္စာကိုပဲလောကဆိုတဲ့နာမည်နဲ့ဟောလိုက်တယ်ခန္ဓာကိုပြောတာအာယတနာကိုပြောတာဓာတ်ကိုပြောတာခန္ဓာအာယတနာဓာတ်ကိုဖယ်လိုက်ရင်လေလောကဆိုတာရှိမှမရှိပဲကိုအဲ့ဒီလောကကြီးကိုလောကကြီးရဲ့သဘာဝကိုမြင်အောင်ကြည့်ရဘာနဲ့မြင်အောင်ကြည့်မလဲဆိုလို့ရှိရင်မဂ္ဂင်၈ပါးအကျင့်တရားကိုပွားများအထောက်ပြီးစိတ်ဆွမ်းအားတွေအသိဉာဏ်ဆွမ်းအားတွေတမာရီဆွမ်းအားတွေကိုမြင့်တင်ပြီးတော့ဒါနဲ့ပဲကြည့်ရမှာပဲအဲ့ဒီဆွမ်းအားတွေကဘယ်မှာရှိတုံးဆိုရင်ဒီခန္ဓာထဲမှာပဲရှိတာပဲအပြင်ကလာမှာမဟုတ်ဘူးเนาะကိုယ့်ရဲ့အသိဉာဏ်တွေကိုကိုတိုးတက်လာအောင်လုပ်ရမယ်အသိဉာဏ်တိုးတက်လာအောင်လုပ်ဖို့အတွက်မြတ်စွာဘုရားကနံပါတ်1သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလပေါ်မှာအခြေခံတဲ့ကိုချင်းသီလအခြေခံပြီးတော့ကြိုးပမ်းအထောက်ပါတဲ့သမ္မာဝါယာမကြိုးပမ်းအထောက်တဲ့အခါမှာတတိဆွဲမြဲစွာထားပါသမ္မာတတိစိတ်ဓာတ်ကလေးတည်ငြိမ်အောင်ကြိုးစားပါသမ္မာသမာဓိမှန်မှန်ကန်ကန်စဉ်းစားပါသမ္မာသင်္ကပ္ပအမှန်မြင်လာလိမ့်မယ်သမ္မာဒိဋ္ဌိဟောမဂ္ဂင်၈ပါးပဲအဲ့ဒီမဂ္ဂင်၈ပါးနဲ့လောကရဲ့သဘာဝကိုမြင်အောင်ကြည့်သစ္စာ၄ပါးအရင်နာမည်နဲ့ပြောမယ်ဆိုလို့ရှိရင်မဂ္ဂင်၈ပါးနဲ့ဒုက္ခကိုရှုတာအဲ့တော့ဝိပဿနာတရားအားထုတ်တယ်ဆိုတာဘာကိုရှုတာတုံးဆိုရင်ဒီဒုက္ခကိုပဲရှုတာပဲဒါဝိပဿနာရဲ့အာယုံကိုပြခြင်းလို့မြတ်စွာဘုရားကဒုက္ခသစ္စာကိုအရင်ဆုံးဟောတာပဲအဲ့ဒါလို့မေဃသစ္စာလို့ခေါ်တဲ့လောကနိရောဓဂာမိနိပฏิပဒါဒီအကျင့်ကိုထူထောင်ပြီးဘယ်မှာအလုပ်လုပ်ရမလို့ဆိုလို့ရှိရင်လောကဆိုတဲ့ခန္ဓာပေါ်မှာအလုပ်လုပ်တဲ့အဲ့ဒါလို့ခန္ဓာပေါ်မှာအလုပ်လုပ်လို့ခန္ဓာရဲ့သဘာဝတွေကိုသိလိုက်တဲ့အခါကျတော့ထိုခန္ဓာပေါ်မှာအတွေ့အတာရှိသေးလားအတွေ့အတာပြတ်သွားပြီဆိုတာဟာလောကသမုဒိယလောကကိုထုတ်လုပ်နေတဲ့အတွေ့အတာသမုဒိယသစ္စာကိုဖယ်ရှားလိုက်ခြင်းပဲဖြစ်တယ်ပေါ့ဖယ်ရှားလိုက်ပြီးတော့ဆိုက်ရောက်သွားတာကဘာတော့ဆိုရင်ထုတ်လုပ်တဲ့အကြောင်းတရားကင်းသွားပြီဆိုလို့ရှိရင်ဆက်လက်ဖြစ်ပေါ်မှုရှိပါအောင်မလားမရှိတော့ရင်ခြုံငိမ့်သွားတာပေါ့အဲ့ဒါကိုလောကနိရောဓလို့ခေါ်တာပဲအဲ့တော့လောကရဲ့အဆုံးကိုရောက်ချင်လို့ရှိရင်တဲ့အတွေ့အတာဆိုတဲ့သမုဒိယကိုဖယ်ရှားမှာဖြစ်ပါတယ်သမုဒိယကိုဖယ်ရှားခြင်းလို့ရှိရင်နံပါတ်1သစ္စာဖြစ်တဲ့လောကသို့မဟုတ်ဒုက္ခသစ္စာကိုမှန်အောင်မြင်အောင်ကြည့်ရမယ်ဒုက္ခရဲ့သဘောကိုမှန်မှန်မြင်ပြီဆိုလို့ရှိရင်ထိုဒုက္ခကိုထုတ်လုပ်နေတဲ့အတွေ့အတာဆိုတာကိုယ်တဏ္ဍာမှာကင်းပြတ်သွားလိမ့်မယ်ကင်းပြတ်သွားခြင်းဖြင့်ဒုက္ခကိုမထုတ်လုပ်တော့ဘူးဒုက္ခကိုမထုတ်လုပ်သည့်အတွက်ကြောင့်ကိုရလိုက်တာဘာတော့ဆိုရင်ဒုက္ခនិရောဓလောကនិရောဓအဲ့တော့သစ္စာ၄ပါးဆိုတာဝိပဿနာလုပ်ငန်းစဉ်ကြီးကိုအကျဉ်းပြောတာပဲရှင်သာရိပုတ္တရာဒါလေးနဲ့ပဲသောတာပန်ဖြစ်သွားတာပဲအကြောင်းနဲ့အကျိုးအဲ့ဒီမှာဒုက္ခဆိုတာလက်ရှိဖြစ်ပေါ်နေတဲ့ခန္ဓာတွေသမုဒိယဆိုတာအဲ့ဒီလက်ရှိဖြစ်ပေါ်နေတဲ့ခန္ဓာတွေရဲ့အကြောင်းတရားပဲအဲ့ဒီနှစ်ခုလုံးငြိမ်းသွားတာဒုက္ခနဲ့သမုဒိယနှစ်ခုစလုံးမဖြစ်တော့တာကိုဒုက္ခនិရောဓလို့ခေါ်တာပဲနိဗ္ဗာန်ဆိုတာဥပိ္ပဏံအပ္ပဝတ္တိនិရောဓတဲ့ဥပိ္ပဏံဒုက္ခသစ္စာသမုဒိယသစ္စာဒုက္ခနဲ့သမုဒိယနှစ်မျိုးတို့ဤအပ္ပဝတ္တိအဖြစ်ရဆိုင်သွားခြင်းဟာနိဗ္ဗာန်နိဗ္ဗာန်ပဲဟောအကြောင်းလည်းရဆိုင်သွားတယ်အကျိုးလည်းရဆိုင်သွားတယ်ဘာဖြစ်လို့အကျိုးကအကြောင်းကရဆိုင်တာတော့အကြောင်းကိုပယ်တတ်လိုက်တယ်အကျိုးပယ်တတ်အကြောင်းကိုပယ်တတ်လိုက်သည့်အတွက်ကြောင့်အကျိုးလည်းရဆိုင်သွားတယ်ကြည့်လေတပည့်ဆက်ကြမှာလည်းရှင်းရှင်းလေးပဲမြတ်စွာဘုရားဟောထားတာပယ်တဲ့အခါမှာအကြောင်းကိုပဲပယ်ရတာဒုက္ခကိုပယ်ရတာမဟုတ်ဘူးမြတ်စွာဘုရားကသုံးလိုက်တဲ့စကားလုံးကိုကြည့်ဓမ္မစကြာမှာနိဗ္ဗာန်ကိုဘယ်လိုသုံးလို့ဒုက္ခនិရောဓလို့သုံးထားတယ်နော်ဒုက္ခရဲ့ချုပ်ငြိမ်းရလို့သုံးတယ်အဲ့ဒီဒုက္ခនិရောဓဆိုတာဘာလဲလို့ပြောတဲ့အခါကျတော့ယောတတ္တယေဝတဏှာယအတိတဝိရာဂនិရောဓစာကောပฏิနိဒေကောမုဒ္တိအနာလေယောဆိုပြီးတဏှာအကြောင်းသွားပြောတယ်ဘာဖြစ်လို့တုံးဆိုလို့ရှိရင်တဏှာဆိုတဲ့အကြောင်းတရားမရပ်ဖဲနဲ့ဒုက္ခမချုပ်ဘူးလေဒါ
ဒါကြောင့်မို့လို့အကြောင်းကိုပယ်ရမယ်ဆိုတာနာမည်ကတော့အကျိုးနာမည်နဲ့ပြောထားတာဒုက္ခនិရောဓဆိုတာဒုက္ခရဲ့ချုပ်ငြိမ်းရာဒုက္ခချုပ်တာဘာချုပ်မှချုပ်တုံးဆိုရင်တဏှာချုပ်မှချုပ်တယ်တဲ့ဟုတ်ကဲ့ဒါကြောင့်မို့တပည့်စัจ जा မှာသေးသေးချာချာဒီလိုဟောထားတာအကြောင်းကိုဖြတ်နိုင်မှအကျိုးဟာရပ်ဆိုင်သွားမှာဖြစ်တယ်အဲ့ဒါကိုပဲတက္ကရာတွေတီကာတွေမှာဥပိ္ပဏံအပ္ပဝတ္တိနိဗ္ဗာန်ဒုက္ခနဲ့သမုဒယအကြောင်းနဲ့အကျိုးဒီနှစ်ခုရပ်ဆိုင်သွားခြင်းဒီပင်နိဗ္ဗာန်လို့ဒီလိုပြောတာတဲ့ဒါဖြင့်ဒုက္ခနဲ့သမုဒယဒီနှစ်ခုကဘယ်မှာရှိတုံဆိုကိုယ်ခန္ဓာမှာပဲရှိတာပဲကိုယ်ခန္ဓာမှာရှိတဲ့အရာနှစ်ခုရပ်ဆိုင်သွားခြင်းကိုနိဗ္ဗာန်လို့ခေါ်ရင်နိဗ္ဗာန်ဘယ်မှာရှိတုံပြောရင်ခန္ဓာမှာပဲရှိတယ်လို့ပြောရတယ်သို့တော့ခန္ဓာကနိဗ္ဗာန်လားလို့ဆိုရင်မဟုတ်ဘူးခန္ဓာကတော့နိဗ္ဗာန်မဟုတ်ဘူးเนาะအဲ့ဒါတွေကိုရပ်ဆိုင်သွားဖို့မှန်ကန်တဲ့အကျင့်ဟာဘယ်မှာလဲဆိုရင်လေခန္ဓာထဲမှာပဲရှိတယ်အင်မတန်မှအစစ်မြင့်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်သာလင်သမုဒယကိုဖယ်ရှားပြီးတော့ဒုက္ခရဲ့အကြောင်းကိုအဆုံးသတ်ချုပ်ငြိမ်းစေလို့ရှိရင်နိဗ္ဗာန်ဆိုတာတွေ့ကြမှာဖြစ်တယ်လောကရဲ့အဆုံးကိုသွားကြမယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲမဂ္ဂင်၈ပါးကိုထူထောင်ရမယ်ထူထောင်ပြီးတဲ့အခါလောကကြီးကိုတိဆောက်နေတဲ့တဏှာကိုဖယ်ရှားပြရမယ်အဲ့ဒီလိုဖယ်ရှားလိုက်ရင်တဏှာကုန်သွားတာနဲ့တပြိုင်နက်လောကကြီးရဲ့အဆုံးကိုရောက်ပြီလို့သာမှတ်ပေတော့ဟုတ်ကဲ့လားလောကကြီးရဲ့အဆုံးသို့ရောက်ရှိခြင်းဆိုတာလောကအဆုံးသို့ရောက်ရှိခြင်းဆိုတာတဏှာကုန်သွားလို့ခန္ဓာဆိုတဲ့လောကကြီးရဲ့သင်္ခါရလောကကြီးရဲ့အဆုံးကိုရောက်သွားတာအဲ့ဒီအဆုံးရောက်သွားမှအိုခြင်းနာခြင်းစတဲ့ဆင်းရဲဒုက္ခတွေအကုန်ငြိမ်းသွားမှဖြစ်တယ်မြတ်စွာဘုရားကရောဟိတသဆိုတဲ့နတ်သားကိုဒီဒေသနာတော်ကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပရိသတ်တို့ဟာလောကကြီးကိုအဆုံးလောကကြီးရဲ့အဆုံးကိုရှာကြရမှာဖြစ်ပါတယ်လောကကြီးအဆုံးကိုတော့ပဂတိအနေထားနဲ့သွားရောက်လို့တော့တွေးမှာမဟုတ်ဘူးဘာနဲ့သွားရမလို့ဆိုရင်မဂ္ဂင်၈ပါးဆိုတာနဲ့ပဲသွားရမယ်လောကကြီးရဲ့အဆုံးဟာဘယ်မှာရှိတယ်လဲဆိုရင်ကိုယ်ခန္ဓာကိုယ်ထဲမှာပဲရှိတယ်တလန်လောက်အတိုင်းတာရှိတဲ့ခန္ဓာကိုယ်ထဲမှာပဲလောကရဲ့အဆုံးကိုအဲ့ဒီလောကကြီးရဲ့အဆုံးကိုမမြင်သေးသမျှဘုန်းကြီးတို့တွေဒုက္ခကိုဆုံးသတ်နိုင်မှာမဟုတ်ဘူးလို့ကိုစီသဘောကျပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားအတိုင်းသစ္စာ၄ပါးသိရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရာတိတဗေတံပဝါယံတုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းပို့အပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှယ်ယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွဲ့မဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာအစဉ်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖ
ဖုံလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍သူကန္တကလေအောက်လေးတဲ့ရောရှက်သင်ပြန်ပီတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေချိုင်းလိုက်၍နေကြပါစေကုန်တည်း